နှစ်ပေါင်းထောင်ကြီးကြာတဲ့အထိမပြည့်စည်ပဲနဲ့ရှိနေနိုင်တဲ့ခန္ဓာကိုယ်တွေကိုရှေးဟောင်းအီဂျစ်လူမျိုးတွေကဒီလိုမျိုးဖန်တီးခဲ့ကြပါတယ်။တေဆုံးခြင်းကိုခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ခွဲခွာသွားရလို့မမြင်ပဲနဲ့နောင်ဘဝအတွက်ပြင်ဆင်ခြင်းလို့မြင်ခဲ့ကြတဲ့လူမျိုးတွေဟာသူတို့ချစ်ရတဲ့ချစ်ရသူတွေကိုကာကွယ်ဆောင်ရှောက်ဖို့ရပ်ပေါင်း80ကြာမြင့်တဲ့ရှေးဟောင်းထုံးတမ်းစင်လာကြီးတစ်ခုကိုဖန်တီးခဲ့ကြပါတယ်။နှာခေါင်းကနေအုံနောက်ကိုထုတ်ယူမယ်။ကိုရင်းအင်္ဂါတွေကိုအထူးအိုးတွေကိုထည့်သိမ်းမယ်။ပြီးရင်တော့ natural လို့ခေါ်တဲ့စာသမီးနဲ့ရပ်ပေါင်း40ကြာ6ခန့်မယ်။ဒီကနေ့မှာတော့ကျွန်တော်တို့ကနှစ်ထောင်ပေါင်းများစွာလှုပ်ဝက်ထားခဲ့တဲ့အီဂျစ်တို့ရဲ့ထာဝရအသက်ရှင်သန်ခြင်းအတွက်ရည်ရွယ်တဲ့မာမီပြုလုပ်ခြင်းလုပ်ငန်းစဉ်အစဉ်စဉ်ကိုအသေးစိတ်ဖော်ထုတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့မာမီပြုလုပ်ပုံကသိပ္ပံပညာနဲ့ရောဘာသာရေးယုံကြည်မှုပါပေါင်းစပ်ထားပြီးတော့အရန်ကိုမှထူးခြားတဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။အီဂျစ်လူမျိုးတွေကလူတစ်ယောက်တည်ဆုံးပြီးတဲ့နောက်မှာခန္ဓာကိုယ်ရပ်ပေါင်း80ကျောင်းပြုပြင်မိုးမှန်ပြီးတော့မာမီပြုလုပ်လိမ့်ရှိပါတယ်။ဒီမာမီပြုလုပ်ခြင်းအစဉ်ကိုတော့ကျွန်တော်တို့ the 7-day process လို့လည်းခေါ်ပါတယ်။ဒီစဉ်ထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်လိုက်ရအောင်။နံပါတ်1အနေနဲ့ကတော့တန့်စင်ခြင်းပါ။ရုပ်လောင်းကိုကျွန်တော်တို့နိုင်မြင့်ရည်နဲ့ရေစုံစေကြောတန့်စင်ပါတယ်။ဒါဟာကျွန်တော်တို့အီဂျစ်တွေအတွက်ရုပ်ပိုင်းဆိုင်ရာအရာရောဝိညာဉ်ရေးရာအရာပါတန့်စင်တယ်သူတို့ယူဆထားကြလို့ပါ။နံပါတ်2အနေနဲ့ကတော့အုံနောက်ထုတ်ခြင်းပါ။ထူးဆန်းတာကအီဂျစ်လူမျိုးတွေကဒီအုံနောက်ကိုအသုံးမလိုတဲ့အရာလို့သတ်မှတ်ထားကြပါတယ်။ဒါကြောင့်လဲနှာခေါင်းဘောက်ကနေပြီးတော့မှတန်ကျိန်းနဲ့အုံနောက်ကိုခြေပြီးတော့ထုတ်ပြကြပါတယ်။နှလုံးကိုတော့အသိဉာဏ်နဲ့ဝိညာဉ်သိရှိရလို့ယုံကြည်လို့ခန္ဓာကိုယ်ထဲမှာပဲခြံထားခဲ့ကြပါတယ်။နံပါတ်3အနေနဲ့ကတော့ကလီစာတွေကိုထုတ်ယူခြင်းပါ။ဘိုက်ကိုခွဲပြီးတော့အသေးအဆုပ်အစာရည်နဲ့ဥတွေကိုထုတ်ယူပါတယ်။အဲ့ဒီကလီစာတွေကိုတီးတန့်စေကြောပြီးတော့ခနောပစ်လို့ခေါ်တဲ့အိုးလေးလုံးထဲမှာတီးတန့်ထည့်သိမ်းထားကြပါတယ်။နံပါတ်4အနေနဲ့ကတော့အချောက်ခံခြင်းပါခန္ဓာကိုယ်ထဲမှာရှိတဲ့အရည်တွေအားလုံးခန်းသွားအောင်လို့ nitron လို့ခေါ်တဲ့တဘာဝစားသမျိုးနဲ့ရုပ်လောင်းကိုရပ်ပေါင်း40ကြာဖုံးအုပ်ထားတာပါဒါမှပဲအသားတွေကမပုတ်တော့ဘဲနဲ့ခြောက်သွားမှာပဲဖြစ်ပါတယ်အစင်ကားအနေနဲ့ကတော့ပြန်လည်ဖြည့်တင်းခြင်းခန္ဓာကိုယ်ခြောက်ကပ်ပြီးပိန်ချုံမသွားအောင်လို့အထဲမှာလွှာစာတွေနဲ့ပိတ်စတွေကိုပြန်ဖြည့်ပြီးတော့ပုံဖော်ပါတယ်ပြီးသွားတဲ့အခါမှာတော့အသားရည်နူးညံ့အောင်လို့စီမွေးတစ်စေးစတာတွေနဲ့လိမ့်ကြံပါတယ်အစင်6အနေနဲ့ကတော့ပတ်တီးစီခြင်းပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မြင်မှုနေကြအဆင့်ပါပဲပိတ်ချောစားတွေနဲ့တကူလုံးစနစ်တကျပတ်လိုက်ပါတယ်ပတ်နေတဲ့အချိန်မှာလည်းအကာအကွယ်ပေးတဲ့လက်ဝိတ်စနာတွေမန်နန်တွေကိုတဆင်ချင်းပတ်တီးကြားထဲမှာထည့်ပါတယ်ပိတ်စတွေကိုပို့ပြီးမြဲသွားအောင်နဲ့ရေငွေ့မဝင်ဖို့အတွက်အပေါ်ကနေပြီးတော့တစ်စီးကြီးတွေကိုလောင်းချလိုက်ပါတယ်ဒီအဆင့်တွေပြီးသွားတဲ့အခါမှာတော့နောက်ဆုံးအနေနဲ့မျက်နှာဖုံးတက်ဆင်ပါတယ်ဒါကလည်းအရေးကြီးဆုံးအပိုင်းတစ်ခုပါပဲမာမီရဲ့မျက်နှာပေါ်မှာကွယ်လွန်သူရဲ့ရုပ်နဲ့တူတဲ့မျက်နှာဖုံးကိုစွတ်ပေးပါတယ်ဒီလိုဆိုရတဲ့ရည်ရွယ်ချက်ကတော့အီဂျစ်လူမျိုးတွေရဲ့ယုံကြည်မှုအရလူတစ်ယောက်ဟာတည်ဆုံးသွားပြီဆိုရင်သူတို့ရဲ့ဝိညာဉ်ကခန္ဓာကိုယ်ရဲ့ကနေထွက်သွားတဲ့အတွက်ကြောင့်အဲ့ဒီဝိညာဉ်ကခန္ဓာကိုယ်စီပြန်လာတဲ့အခါမှာသူ့ရဲ့ရုပ်လောင်းမှတ်မိစေဖို့အတွက်လို့ဆိုပြီးတော့မျက်နှာဖုံးတက်ပေးတာပဲဖြစ်ပါတယ်ဒီလိုမျက်နှာဖုံးတွေပြုလုပ်တဲ့အခါမှာလည်းဘယင်တွေအတွက်ဆိုရင်ရွှေစစ်စစ်နဲ့ပြုလုပ်ကြပြီးတော့တာမန်လူဒန်းစားတွေအတွက်ဆိုရင်တော့တစ်သားဒါမှမဟုတ်ရွှွန့်တွေကိုအင်္ဂလိပ်ပုံစံပြုလုပ်ပြီးတော့ဆေးရောင်ချဲပြီးအသုံးပြုကြပါတယ်ခေါင်းတလားထဲမထည့်ခင်မှာလည်းအီဂျစ်ဘုန်းတော်ကြီးတွေက opening of the mouth ceremony ဆိုတဲ့အခမ်းအနားကိုလှုပ်ဆောင်ကြပါသေးတယ်။ဒါဟာကြောက်ရွံ့လို့တောင်းတင်းနေတဲ့မာမီတွေကိုတမလွန်မှာအသက်ပြတ်ရှင်နိုင်အောင်မော်တက်နဲ့ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။အီဂျစ်ရှေးဟောင်းလူမျိုးတွေရဲ့မာမီပြုလုပ်ပုံကတော့ဒီလောက်ပါပဲ။နောက်ထပ်အီဂျစ်နဲ့ပတ်သက်တာတွေကိုသိချင်တာရှိရင်လည်း comment မှာပြောသွားပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း subscribe လေးနဲ့အားပေးသွားကြပါအောင်။ကျွန်တော်ဒီတူလီပါ။